ရိုးရိုးအင်ဂျီဒီကာဝေးအမဲလေးပေါ့နော်အဲ့ဒီအမဲကိုဒီဇိုင်း၅မျိုးဖြစ်ပြမယ်ပထမဦးဆုံးပြောရပါလေလုပ်ပြမလဲဆိုတော့ကဲပြောရကိုဝေးပြထားတယ်ဒီကလဲဝိုင်းပေါ့နော်ရိုးရိုးလေးကာဝေးတော့အရှိပဲထားမယ်ဒါပေမဲ့ဒီလိုမျိုးလဲဝိုင်းကို၄ထောက်လေးဒီလိုမျိုးဖြစ်သွားခြင်းလဲဆိုရင်ခေါင်းစည်းကျိုးရှိတဲ့သူကခေါင်းစည်းကျိုးနဲ့လုပ်ပါခေါင်းစည်းကျိုးမရှိရင်ဖဲကျိုးလေးနဲ့ဖြစ်ဒီနာလေးမှချိလိုက်ပါပြောရလေရွှေရောင်လေးထွက်နေတာမျိုးလေးလည်းလိုချင်တာဆိုဒီမှာငကက်ဖြိုးတော့ဝင်နေကြဒီငကက်အဝိုင်းလေးနဲ့ပဲလုပ်ပြပေးမယ်နော်ပထမဦးဆုံးဘာလုပ်ရမလဲဆိုတော့ဒီမှာဒီဟိုဟာလေးကိုမြင်ရလားရှင်ဒီမှာလက်ပေါ်ဒီလိုပေါ်နေတင်ပြီးဒီလိုမျိုးလေးအောက်ကဘရာဂျိုးနဲ့သူဒီလိုမျိုးယူလိုက်ပါရှင်ယူပြီးသွားတဲ့ခါကျရင်ဒီမှာပြုံးမငကွင်းရှိတယ်အဲ့ငကွင်းကိုထည့်လိုက်ပါမယ်ငကဝစ်တို့လိုပဲပေါ့အဲ့လိုလေးဒါဒီနားမှာရွှေလေးလည်းပေါ်နေအောင်လို့ပေါ့နော်နောက်တစ်ဖက်လည်းလိုပါပဲရှင်ခုနဝေးထားတဲ့ဟာကလဲဝိုင်းအရန်ယူလို့တယ်အဲ့တော့ဒီငကက်လေးထည့်လိုက်တာနဲ့ဘာဖြစ်သွားလဲဆိုတော့လှသွားပြီတက်လာအခုဒီလက်ကိုဒီလိုပြောင်းလိုက်တာတစ်ခုသုံးလို့ရတယ်အဲ့ဒါကိုမှလက်ကြီးပဲမဟုတ်ဘူးကပတ်လေးပါပတ်ချင်ပတ်တဲ့ဒီဇိုင်းလေးကိုကြိုက်တယ်ဆိုရင်လည်းကပတ်လေးကိုပတ်ပေးလိုက်ပေါ့နော်ခီးသားနေတာမို့လို့လေပြုံးမဖနက်ကတော့ဒီဟာလေးပဲပါတော့ဒါလေးပဲစီးလိုက်မယ်ရပါပြီဒီဇိုင်းတစ်မျိုးပြီးသားပါပြီရှင်တစ်မျိုးသွားမယ်နောက်တစ်မျိုးကကြတော့ပြောရကူလက်ရှည်လေးထည့်လက်ရှည်လေးဖြစ်သွားလို့ပြင်မယ်လက်ရှည်လုံးဖို့အတွက်ပြောတော့ကကြတော့ဒီပဝါလေးထည့်ယူလိုက်မယ်နော်အစောတစ်ခုကနေယူလိုက်ယူပြီးသွားရင်ဒီအရှိမထည့်လိုက်ပါရှင် easy go လက်ရှည်လုပ်ပြနေရနော်ဟိုကဒီမှာထည့်လိုက်ပါရှင်ဒီလိုထည့်ပြီးသွားပြီဆိုရင်ဒီတစ်ခုကိုညီလေးပြလို့လိုက်ပေါ့နော်အပေညီသွားပြီဆိုရင်ဒီမှာဒီကနေပြီးတော့ဆွဲပြီးတော့မလိုက်ပြီးသွားတဲ့ခါကျရင်ပြန်ဆွဲလိုက်ပါဆွဲပြီးသွားတဲ့ခါကျရင်ဘာလုပ်ရမလဲဆိုတော့ဒီမှာလက်ကိုဒီလိုလုပ်ပြီးလိုက်မှာပြီးတော့ဒီဘက်ကအစားနဲ့ဒီဘက်ကအစားနဲ့ကိုခြီလိုက်ပါရှင်ရှင်းနော်ဒီဘက်လည်းဒီလိုပါပဲရှင်ခြီလိုက်မယ်ဒီဘက်အစားနဲ့ဒီဘက်အစားနဲ့ကိုပြောခြီလိုက်မယ်ရှင်နောက်လေးကဒီလိုလေးပါရှင်နဘေးရဆိုရင်ကြည့်ရင်လည်းလောကလက်ရှည်တိုင်းပဲလောကမသိတာဘူးအဲ့တော့ပြောရတဲ့ဒီမှာလက်ရှည်လေးထည့်ရပါပြီခုနလက်ရှည်မကြိုက်ဘူးဆိုရင်လက်တိုလုပ်မယ်လက်တိုကဘယ်လိုလဲဆိုတော့ပေါ်ဝါအတိုလေးဖြစ်သွားတာပေါ့နော်လက်အတိုပါဆိုတော့ခုနပုံစံတိုင်းပဲလုပ်မယ်ထည့်မယ်ဒါကခုနပုံစံလေးတိုင်းပဲပေါ့နော်ဒီလိုထည့်မယ်တစ်ဖက်စလုံးထည့်တော့လို့တော့ဒီလိုထည့်ပြီးတော့ခါကျခုနလိုပဲဒီလိုနော်လောက်ပြီးတော့ခါကျဒီလိုလေးတော့လာနေရှင်နော်အဲ့လိုလေးတော့လည်းရတယ်အဲ့လိုမှမကြိုက်ဘူးဆိုရင်လက်ပါသွားလို့နောက်တစ်ခါကျတော့လည်းဒီလိုပဲနည်းနည်းလေးခါလိုက်ရှင်အဲ့တော့နောက်တစ်မျိုးပါခုနကတော့အဓိကပေါ်ဝါအတူရှိရဲ့အတူလက်တူရမယ်ပေါ်ဝါရှည်ရှိလက်ရှည်ရမယ်ကျဲတဲ့ပုံစံလုပ်လို့ရတယ်တို့ပုံမှန်ပေါ်ဝါပတ်တယ်လို့မျိုးပဲပတ်ပြီးတော့ဒီတိုင်းချထားလိုက်ဒီတိုင်းချလာပြီးသွားရင်နောက်ကနေပြီးတော့ကပတ်ပတ်ပြီးတော့လာလိုက်မယ်ရှင်နောက်တစ်ထည့်ရတာပါပြီအိမ်မှာတကယ်လို့ပေါ်ဝါ15တက်ရှိရင်15မျိုးဝေးလို့ရပြီ30ရှိရင်30ဝေးလို့ရပြီပေါ်ဝါစီးပွားရေးလုပ်နေတဲ့လူတွေဆိုရင်လည်းဒီဒီဒီဇိုင်းလေးကိုဝေးပြပြီးတော့လုပ်လို့ရပြီเนาะโอเคဒီမှာကြည့်ရောဘာမှမဟုတ်ရိုးရိုးပေါ်ဝါဝင်းနေတိုင်းကိုပဲကပတ်လေးပတ်လိုက်တာနဲ့နောက်ဒီဇိုင်းလေးပြရပါပြီရှင်โอเคလေးမျိုးပြီးတော့ပါပြီဖြိုးတော့ဒီ easy ပြရှိတယ်မလားအဲ့ဒါတကယ်လို့ကိုမှမရှိရင်လည်းကိုယောက်ျားကိုကောင်လေးကိုရဲ့အရာလူတွေစီကနေပြီးတော့ယူပြီးတော့ဝင်လိုက်ခုနကကြတော့အထက်မှာကာဝယ်ရှိရနော်အဲ့ဒီပြီးရင်အပြင်ကနေဒီလိုလေးထပ်ဝစ်လိုက်ပါထပ်ဝစ်ပြီးတော့မှဒီဟာကိုဒီမှာအကျဉ်းဒီကလို့ဟာပြီးတော့ဆက်စီကြလေးလေဘင်းကိုလည်းဆက်စီကြလေးနဲ့စစ်စီကြလေးဖြစ်သွားအောင်ဟပေးလိုက်ပေါ့နော်ကဲရပါပြီသူ့ဒီဇိုင်းထွင်ပြီးသားပါနေလို့ဒီမှာအပေါက်လေးလို့ထင်ရတာတကယ်လို့ကိုယ်အင်ဂျီကပြောင်းဆိုတော့ဒီလိုမျိုးဒီနားမှာအထုံးလေးတွေမရှိဘူးပေါ့နော်အဲ့ဒါ create လုပ်ပြပေးတဲ့အင်ဂျီတွေမှာဘယ်အင်ဂျီကိုကြိုက်ဆုံးလဲ comment ပေးခဲ့နော်ပြလာတဲ့အင်ဂျီဒီဇိုင်းတွေကအခုတော့မှခေါင်းဝင်းအမဲတက်တဲ့နဲ့အင်ဂျီအများကြီးကို creation လုပ်ပြပေးလိုက်တယ်နောက်ဆိုလည်းအများကြီးလာမယ် idea တွေအများကြီးလာမယ်သူ့ကိုကြည့်လိုက်ဒီကြည့်လိုက်ငါမှရှိတယ်ကိုကြည့်လိုက်ငါမှရှိတယ်ဒါပေမဲ့ဘယ်လိုဝေးရမှာမသိဘူးအဲ့ဆိုတော့ဖြိုးမှာ idea တွေအများကြီးရှိတယ် idea တွေအများကြီးချပြပေးမယ်like and share လုပ်ထားလိုက်တကယ်ချင်းလေးစီလည်းပို့ထားလိုက်အဓိကဘယ်သူစီပို့ရမလဲသိလားဒီထဲမှာကြည့်နေတဲ့မှာယောက်ျားလေးတွေပါတယ်ဆိုတော့ဒီအခုဗီဒီယိုကိုကောင်မလေးစီကိုပေးလိုက်တော့နေအင်ဂျီဝယ်ဖို့မစင်စားနဲ့လို့သူပြပြထားတယ်ဆိုအကြည့်လိုက်လောကသူနေ့မှရှိပြီးသားအင်ဂျီတွေပဲသူပြပြထားတယ်ဆိုပြီးတော့ဒီဗီဒီယိုသာ share ပေးလိုက်တော့ okay bye see you